နေအတိတ် ပြင်းလိုက်တာတနေ့စားလိုက်အိတ်လိုက်စားလိုက်ဖုန်းသုံးလိုက်အိတ်ပျော်သွားလိုက်ပြန်နိုးလာလိုက်ပြန်စားလိုက်ဘွာကြီးကဖြတ်တန်းဘူးလေကြည့်အောင်ခုနမှနိုးလာဟိုပြန်အိတ်ချင်နေပြန်ဟာအဖေ သမီး ဘယ်သွားမို့လဲဖေရဲ့ အဖေအပြင်ခဏသွားမလို့သမီးရေ အဲ့ဒါဘူးလေးလဲလိုက်ခဲ့ အော်သမီးလိုက်လို့မရဘူးလေနေတွေကတအားပူတယ်အိမ်မှာပဲနေနော်သမီးနော် ဟောအဖေကလည်းဘူးလေးတယောက်တည်းအိမ်မှာကြံနေခဲ့တာပြင်းတယ်လူညာလိုက်ခဲ့ လိုက်လို့မရဘူးသမီးရေနေတွေတအားပြင်းလို့ပါသမီးလေးရေနော် ဖေနော်ပိုးလေးလိုက်လို့မရဘူးဆိုတာဘာတွေမဟုတ်တာသွားလို့လို့လဲပြော ဟာဒီကလေးတော့ဖေကိုတောင်းတင်မြောက်တင်နေရှောက်ထင်းနေပြန်ပြီငရဲကြီးတော့မှာပဲသမီး အဖေကရိုးအောင်မယူတာ ဒီကလေးတော့ဖေကိုနော်တောင်းတင်မြောက်တင်နေနဲ့ငရဲကြီးတော့မှာပဲဟာ ဖေခဏလေးဟောဟောဘယ်သွားမလို့လဲဟဲ့ ဖေကိုဘလို့ကြီးလောက်တာလဲငရဲကြီးတော့မယ်နော် ဟဲ့ကရောင်သွားလို့အဖေကလည်းဘယ်သွားမလို့လဲပြောခဲ့ ကဲအဖေဘယ်သွားမလို့လဲဆိုအဖေရွှေသွားလုံးမလို့ဟုတ်ပြီလား ရွှေသွားလို့ ဟုတ်တယ် အဖေခဏလေး အလားပြန်ပြီဒီကလေးလေးတော့ဟာ အဖေက ခက်တော့ခက်နေပြီ ခိကလာမကောင်းရကြတယ်အဖေရွှေတွေဘာလို့ဖို့မှာတော့ဖေမွေးနေထားလိုက်ဒီတိုင်း အိမ်မှာရှိတဲ့ပတ်စံတွေလေညီကိုစိတ်မချလို့အဖေရွှေအတုံးလေးတွေသွားလုံးမလို့ဟုတ်ပြီလား အဖေကရွှေစုကျင်တာဗော ဟုတ်တယ်ရွှေစုမှာအဖေရွှေစုမလို့အဲ့ဒါသွားမလို့ အဖေဒါများအဖေရဲ့ပိုးလေးကိုစောစောရပြောပေါ့အဖေအခုလိုမျိုးနေပူထဲမှာအဖေမန်းခံပြီးတော့အပြင်ကိုသွားပြီးရွှေစုစရာမလိုဘူး ဟုတ်လား အိမ်မှာနေနေဖုန်းလေးတစ်လုံးနဲ့ရွှေစုလို့ရရင်ပိုးလေးပြောပြမှာပေါ့ ပြောပါဦးသူမအဲ့ဒါအဖေမသိဘူးကျန် application လေးရဲ့နာမည်ကရွှေကုန်တယ်တဲ့အဖေ ရွှေကုန်တယ် ဟုတ်တယ်အဲ့ရွှေကုန်တယ်မှာအနည်းဆုံး9000ဘိုးကနေစပြီးတော့ရွှေဝယ်လို့ရတယ် ဟာ9000ဘောစောက်ဝယ်လို့ရတယ်အဖေစိတ်ဝင်စားတော့အဲ့သမီးလေး ပိုးလေးအောင်မလေးအဖေပေးတဲ့မုံဘိုးတွေပို့ရင်အဲ့မှာပဲစု အမှန်စုလားအေး အဲ့တော့ဒီရွှေကုန်တယ်ကိုဘယ်လို down ရမလဲဆိုတော့ဒီမှာ Play Store မှာအင်္ဂလိပ်လိုလေရွှေကုန်တယ် အဲ့လိုလေးရိုက်ရှာလိုက်လို့ရှိရင်ဟဲ့ဒီမှာဒီလိုလေးကြာလာ အေးစောဝဲလေးကြာလာအေး အဲ့ဒီဟာလေးကို down လိုက်ပြီးတော့သုံးလိုက်ရုံပဲ အေး အဲ့တော့ iPhone သုံးပြတဲ့ iOS user တွေကြတော့ www.shwekonde.com လို့ရိုက်ရှာပြီးတော့သုံးလို့ရတယ် ဟုတ်လားအေး အဲ့တော့အဖေအပြင်သွားအောင်မှာ မသွားတော့ဘူးလေသမီးလေးလုံးဝမသွားတော့အဲ့ဒါဆိုရင်2026ရဲ့အကောင်းဆုံးရွှေဝင်နေအစ်စ်ကိုရွှေကုန်တဲ့တူဖြတ်သားတော့မသမီးယာ ဖြတ်တန်းလိုက်တော့ဖေဟာ 2026ရဲ့အကောင်းဆုံးရွှေဝင်နေအစ်စ်ရွှေကုန်တယ်